ဒီကနေ့ကျမအနေနဲ့သမ္မတဂျိုးဘိုင်ဒန် inauguration လုပ်တဲ့အချိန်သမ္မတအဖြစ်ကျန်းသစ္စာကျိန်ဆိုတဲ့အချိန်မှာပုံမှန်နဲ့မတူတဲ့လွဲချော်မှုလေးတွေပုံမှန်မဟုတ်တဲ့အချက်လေးတွေကိုကျမနည်းနည်းလေးတင်ပြသွားချင်တာဖြစ်တယ်ပထမအချက်ဘာတွေ့ရလဲဆိုတော့ဘိုင်ဒန်ဟာ DC ကိုသမ္မတအဖြစ်ကျန်းသစ္စာကျိန်ဆိုဖို့လာတဲ့အချိန်မှာသူ့ကိုစစ်လေရင်နဲ့မပို့ဘူးဆိုတာတွေ့ရတယ်သူဟာကိုယ်ပိုင် private jet လေရင်နဲ့ DC ကိုလာရတယ်ဆိုတာတွေ့ရတယ်အမှန်တကယ်တော့တရားဥပဒေအရမှန်ကန်စွာဖြောင့်မတ်တဲ့တရားမျှတရွေးကောက်ပွဲမှာအောင်နိုင်ခဲ့တဲ့သမ္မတသာဖြစ်တယ်ဆိုရင်သူ့ကိုဒီစစ်တပ်ရဲ့ military airplane နဲ့ခေါ်လာပြီးတော့မှ DC မှာသမ္မတအဖြစ်ကျန်းသစ္စာကျိန်ဆိုဖို့လုပ်ရမှာဖြစ်ပေမဲ့ဒီအချက်ကိုမတွေ့ရဘူးဆိုတာတွေ့ရတယ်နောက်တစ်ချက်အနေနဲ့အဲ့ဒီ inauguration လုပ်တဲ့အချိန်မှာအသစ်ဝင်ရောက်လာမဲ့သမ္မတလာတဲ့အချိန်မှာသူတို့ကပုံမှန်တီးရတဲ့တခြင်းတီးတုံးတစ်ခုရှိတယ်သမ္မတအသစ်တွေကျန်းသစ္စာကျင်ဆိုတဲ့အခါတိုင်းတီးနေကြတခြင်းကိုမတီးဘဲနဲ့တခြားတီးလုံးတီးတယ်ဆိုတာလေထူးခြားမှုအနေနဲ့ကျမတို့တွေ့ရတယ်။နောက်တစ်ခုသမ္မတအသစ်ကျင်ဆိုပြီးတဲ့အချိန်မှာစစ်တပ်က21 gun salute လို့ခေါ်တဲ့တနက်21ချက်ပြစ်ဖောက်ပြီးတော့မှအလေးပြုတဲ့အရာလည်းမလုပ်ခဲ့ဘူးဆိုတာတွေ့ရတယ်။သမ္မတ Trump တက်လာတော့ကတော့သူသမ္မတဖြစ်ကျန်းသစ္စာကျင်ဆိုတဲ့အခါမှာစစ်တပ်ကသူ့ကိုဂုဏ်ပြုတဲ့အဲ့ဒီ gun salute ဆိုတာလုပ်ပေးတယ်ဆိုတာတွေ့ရပြီးတော့မှလက်ရှိဂျိုးဘိုင်ဒန်သမ္မတဖြစ်ကျင်းဆိုပြီးတဲ့အချိန်မှာတော့အဲ့ဒီလုပ်ရက်ကိုကျမတို့မတွေ့ရဘူးနောက်တစ်ခုဒီမှာကွာခြားမှုတွေ့တာကလူတွေကပြောနေကြတာကဒီကျန်းသစ္စာကျင်းဆိုမှုဟာ2021ခုနှစ်ဇန်နဝါရီလ20ရက်နေ့မှာထုတ်လွှင့်တဲ့အချိန်မှာကျင်းပတာမဟုတ်ဘဲနဲ့ကြိုတင်ဗီဒီယိုရိုက်ပြီး recording လုပ်ထားတဲ့အရာကိုသူတို့သတ်မှတ်တဲ့အချိန်မှာမှ live လွှင့်ထားတာဖြစ်တယ်လို့ပြောကြတယ်။သက်သေအနေနဲ့ပြောရမယ်ဆိုရင်စပိန်နိုင်ငံမှာမနက်9နာရီခရဲကအမေရိကန်နိုင်ငံရဲ့ဂျိုးဘိုင်ဒန်ကျန်းသစ္စာကျင်းဆိုပွဲကိုသူတို့ကြည့်ရတယ်လို့ပြောတယ်။အဲ့ဒီမှာလည်း live လွှင့်တယ်လို့ပဲပြထားတယ်။ဆိုတော့အမေရိကန်မှာ live လွှင့်တဲ့အချိန်နဲ့တွက်ကြည့်မယ်ဆိုရင်10နာရီကြာစောနေတယ်ဆိုတာတွေ့ရတယ်။ဒီအချက်တွေကိုကြည့်တဲ့အခါမှာသူတို့ကြိုတင် pre-recording လုပ်ထားပြီးတော့မှအချိန်တန်တဲ့ကထုတ်လွှင့်ခြင်းဖြစ်တယ်ဆိုတာတွေ့ရတယ်။နောက်တစ်ချက်ကသူကတမတ်ကျန်းသစ္စာကျင်းဆိုတဲ့အခါမှာသမ္မတဟာကျန်းစာဖြစ်ဖြစ်သူယူလက်ပုံမှန်တော့ကျန်းစာပုံမှာလက်တင်ပြီးတော့မှသူ့ကိုလိုက်ဆိုစေတဲ့အရာအားလုံးကျန်းသစ္စာကျင်းဆိုပြီးတဲ့အထိကျန်းစာအုပ်ပေါ်လက်တင်ထားရတာဖြစ်ပေမဲ့ဂျိုးဘိုင်ဒန်ဟာသူ့ရဲ့ကျန်းစာအုပ်ပေါ်ကနေကျင်းဆိုလို့မပြီးခင်ကတည်းကလက်ကိုချတယ်ဆိုတဲ့အချက်ကိုလည်းတွေ့ရတယ်။နောက်တစ်ချက်ကဘာလဲဆိုတော့Kamala Harris သူသမ္မတဖြစ်ကျန်းသစ္စာကျိန်ဆိုပြီးမှပဲဂျိုးဘိုင်ဒန်ကသမ္မတဖြစ်ကျန်းသစ္စာကျိန်ဆိုတာဒါဟာအခြေခံဥပဒေနဲ့မကိုက်ဘူးလို့ပြောကြတယ်ပုံမှန်မှာသမ္မတကျိန်ဆိုပြီးမှသာဒုသမ္မတကျိန်ဆိုတယ်လို့ထောက်ပြတော်သူတွေလည်းရှိနေတယ်ဆိုတာတွေ့ရတယ်နောက်တစ်ခုဘိုင်ဒန်ရဲ့ရင်တန်းကြီးဒီကိုလာတဲ့အချိန်မှာစစ်တပ်ကိုဖျက်သွားရတဲ့ DC မှာရှိနေပြီးသား National Guard တွေကိုဖျက်သွားတဲ့အချိန်မှာ National Guard တွေဟာအမှန်တကယ်တော့ဒီစစ်မှုထမ်းရဲ့ထုံးစံအရနိုင်ငံကြီးကဲလာတဲ့အချိန်မှာသူ့ကိုမျက်နှာမူပြီးတော့ယူသေးပြီးအလေးပြုပြီးတော့တွားရမှာဖြစ်ပေမဲ့သူတို့အားလုံးကဘိုင်ဒန်ရဲ့ရင်တန်းကြီးလာတဲ့အခါကြောပေးထားတဲ့ပုံတွေလည်းကျမတို့တွေ့ရတယ်ဆိုတော့ဒီရောက်ကြည့်တဲ့အခါမှာစစ်တပ်ဟာသူ့မဲမတာမှာပဲနဲ့ရလာတဲ့သမ္မတဖြစ်တဲ့အတွက်ကြောင့်ဘိုင်ဒန်ရဲ့သမ္မတဖြစ်ခြင်းကိုလက်ခံပုံမရဘူးဆိုတဲ့သုံးသပ်ချက်တွေလည်းထွက်ပေါ်နေတာဖြစ်တယ်နောက်တစ်ချက်ကျမတို့ကြည့်ရမယ်ဆိုရင်သမ္မတအသစ်ဖြစ်လာတဲ့အချိန်မှာဒီသမ္မတအသစ်ကိုသူဟာ Commander in Chief ဖြစ်တယ်ဆိုတာကိုသက်သေပြတဲ့အနေနဲ့ Nuclear Code ကိုသူ့ကိုပေးရတာဖြစ်တယ်။ယနေ့ထိကြားသိရသလောက်တော့ဂျိုးဘိုင်ဒန်ကိုဒီ Pentagon က Nuclear Code ကိုလုံးဝပေးရခြင်းမရှိဘူးဆိုတာကျွန်တော်တို့သိရတယ်။နောက်တစ်ခုPentagon ကဒီကနေ့ထိဘိုင်ဒန်အစိုးရရဲ့အစိုးရအဖွဲ့ဝင်တွေကိုသူတို့ရဲ့သတင်းချက်လက်တွေလုံးဝမပေးဘူးပူးပေါင်းလှုပ်ဆောင်ခြင်းမရှိဘူးဆိုတာတွေ့ရတယ်။ဥပမာဆိုပါဆိုအာဖဂန်နစ္စတန်မှာအမေရိကန်ရဲ့စစ်စင်ရေးကိစ္စတွေအာဖရိကတိုက်မှာအမေရိကစစ်တပ်ရဲ့လှုပ်ရှားမှုတွေဖြစ်စေအခုနောက်ဆုံး Trump လက်ထက်မှာလှုပ်သွားတဲ့ကာကွယ်ဆေးတွေပြည်내အသီးသီးမှာဖြန့်ချီတဲ့အရာတွေအဲ့ဒီသတင်းချက်လက်တစ်ခုကိုမှလုံးဝသူတို့မပေးဘူးဆိုတာတွေ့ရတယ်။တကယ်လို့များသူဟာအမှန်တကယ်တရားဝင်အခြေခံဥပဒေအရရွေးကောက်ထားတဲ့သမ္မတစစ်မှန်တယ်ဆိုရင်စစ်တပ်ကသူ့ကိုဒီအရာတွေအားလုံးပေးရမှာဖြစ်တယ်။ဒါပေမဲ့ဒီကနေ့ထိတော့လုံးဝပူးပေါင်းခြင်းမရှိဘူးဆိုတာကျမတို့တွေ့ရတယ်။နောက်တစ်ခုသူတို့ထောက်ပြကြတဲ့အရာဘာလဲဆိုတော့သမ္မတဘိုင်ဒန်နေနဲ့သူကျန်းသစ္စာကျိန်ဆိုတဲ့အခါသုံးတဲ့ကျန်းစာဟာကျမတို့ရဲ့ခရစ်ယာန်ကျန်းစာမဟုတ်ဘဲနဲ့ Illuminati ကျန်းစာဖြစ်တယ်လို့ပြောကြတယ်။1884မှာNew Age Masonic တွေရဲ့ကျမ်းစာကိုဖြစ်ပြီးတော့မှအဲ့ဒီကျမ်းစာပေါ်မှာ cross level ဇောက်ထိုးပုံစံနဲ့ရှိတယ်လို့ပြောကြတယ်ပြီးတော့အဲ့ဒီပုံမှာ Illuminati ရဲ့သင်္ကေတဖြစ်တဲ့အရာကသိန်းကိုမြင်နေဆိုရမျက်လုံးပုံ all seeing eye ပုံနဲ့တွေ့ရတယ်လို့ပြောကြတယ်ဆိုတော့သူဒီအရာကျိန်ဆိုခြင်းဟာခရစ်ယာန်တမန်ကျမ်းစာပုံမှာလည်းမဟုတ်ဘူးလို့ပြောနေတဲ့အရာတွေ့ရတယ်နောက်တစ်ချို့ထောက်ပြကြတာက
ဒီပြိတ္တတွေမရှိတဲ့အတွက်ကြောင့်မလို့အဲ့ဒီဟော်မောကြီးတစ်ခုလုံးမှာသူတို့အခမ်းအနားပြင်ဆင်ထားတဲ့ပုံကြည့်တဲ့အခါမှာအလံတွေအများကြီးတွေ့ပါလိမ့်မယ်အလံတွေမီးတိုင်တွေအဲ့ဒါသူတို့ဘယ်လိုစီစဉ်ထားလဲဆိုတော့အလံတိုင်နဲ့မီးတိုင်2 သိန်းတီနဲ့နောက်ွယ်မှာသူတို့အခမ်းအနားအစီအစဉ်ချထားတာတွေ့ရတယ်လူတွေကဘယ်လိုထောက်ပြကြလဲဆိုတော့ဒီအရာဟာနာဇီဟစ်တလာမှာဟစ်တလာပေါ့နာဇီဂျာမနီမှာဟစ်တလာကသူဒီလိုပုံစံမဲ့အလံနေမီးတိုင်နေ200အများတန်းသုံးပြီးတော့သူ့အခမ်းအနားတွေလုပ်တယ်လို့ပြောကြတော့ဒီရရဲ့စင်တူမှုကိုတွေးရတဲ့ကြောင့်လူတချို့ကလည်းစိတ်မသက်မသာဖြစ်နေတယ်ဆိုတာတွေးရတယ်နောက်တစ်ခုထောက်ပြကြတာကဘာလဲဆိုတော့ DC မှာသူတို့ကဒီရွေးကောက်ဒီသမရinauguration အတွက်ပြင်ဆင်တဲ့အနေနဲ့ပြည်သူတွေရဲ့စူပုံကြောမှုမဖြစ်အောင်ကွယ်ကာတဲ့အနေနဲ့လွတ်တော်ပတ်လေကာယံထားတာကျွန်တော်တို့အားလုံးသတင်းမှာတွေ့ကြမှာပါအဲ့ဒီမှာထူးခြားတာကအဲ့ဒီလွတ်တော်ကာထားတဲ့အရန်တားတွေစီးသားတွေချန်စီယိုရဲ့ဆိုပါဆိုအထက်ကနေတော့ကတ်မဲ့တာအပြင်ကနေတော့ခတ်ထားတယ်ဆိုတာတွေ့ရတယ်ဒီအရာတွေကြည့်တဲ့အခါမှာအပြင်ကလူအထဲဝင်လာမှာကြောက်တာတဲ့အထဲကလူတွေအပြင်မထွက်နိုင်အောင်လောင်ပိတ်ထားတဲ့ပုံစံမျိုးပို့ပြီးတော့တက်ရောက်တယ်လို့ထောက်ပြတော့သူတွေအများကြီးရှိနေတာတွေ့ရတယ်ဆိုတော့သုံးသက်တဲ့လူတွေကပြောတာပါလေလက်ရှိအမေရိကန်စစ်တပ်ဟာဂျိုးဘိုင်ဒန်ရဲ့အစိုးရကိုအတိမတ်မပြုဘူးလို့ဒီအချက်တွေကိုထောက်ပြပြီးတော့သုံးသက်ကြတာဖြစ်တယ်ပြီးတော့စစ်တပ်ရဲ့တာဝန်ကဘာလဲဆိုရင်လွန်ခဲ့တဲ့ McCarthy era မှာကွန်မြူနစ်တွေအမေရိကန်နိုင်ငံကိုလွှမ်းမိုးဖို့ထိုးပေါက်ဝင်ရောက်ဖို့မျိုးကြိုးစားတာကိုကြီးကျယ်တိုက်ဖြတ်တဲ့လှုပ်ရှားမှုတစ်ခုရှိခဲ့တယ်အဲ့ဒီကာလမှာနောက်တစ်ချိန်မှာအမေရိကန်နိုင်ငံရဲ့အုပ်ချုပ်ရေးကိုကွန်မြူနစ်တွေကြီးစိုးသွားမှာကြောက်လို့ဖြစ်ဖြစ်တခြား American Democracy Republic နဲ့အယူဝါဒမတူတဲ့လူတွေကြီးစိုးသွားမှာကြောက်တဲ့အတွက်ကြောင့်အဲ့ဒီအချိန်မှာစစ်တပ်ကိုသူတို့လုတ်ပိုင်ခွင့်တစ်ခုပေးခဲ့တယ်ဒီလိုကိစ္စမျိုးဖြစ်ခဲ့ရင်စစ်တပ်ဒီအမေရိကန်နိုင်ငံရဲ့အချုပ်အခြာအာဏာကိုကွယ်ကာတဲ့အနေနဲ့ဒီလိုမျိုးနိုင်ငံခြားကဝင်ရောက်ကြီးစိုးမှုတွေကိုပယ်ဖျက်ဖို့အတွက်စစ်တပ်ကအရေးယူရမယ်လှုပ်ဆောင်ရမယ်ဆိုတဲ့တာဝန်တရက်ကိုပေးထားတယ်ဆိုတာတွေ့ရတယ်အခုလက်ရှိဒီအခြေအနေကိုကြည့်တဲ့အခါမှာကျွန်တော်တို့အားလုံးသိကြသလိုပဲဒီရွေးကောက်ပွဲတစ်လျှောက်လုံးမှာရွေးကောက်ပွဲပြီးတဲ့ကာလမှာTrump team အဖွဲ့အနေနဲ့ဒီရွေးကောက်ပွဲမှာမဲမတမာမှုပေါင်းစုံရှိတဲ့အကြောင်းသက်သေမြောက်များစွာထောက်ပြခဲ့တယ်။ TV ကနေထုတ်လွှင့်ပြသတဲ့အတွက်ကြောင့်ကမ္ဘာလုံးကတွေ့ရှိကြတာဖြစ်တယ်။ဥပမာ mailing ballot တွေရောက်လာတာတို့နောက်ဆုံးမနေ့3-4နိုင်မှဗာလဲမဲတစ်ထပ်ကြီးရောက်လာတာတချို့ကစားလိုက်နဲ့ပို့တဲ့မဲလို့သာပြောတယ်ခောက်ချိုးထောင်မရှိဘူးစားလိုက်တဲ့မဲကိုခောက်ရမှာဖြစ်တယ်လုံးဝခောက်ရမရှိတဲ့အရာတွေပြီးတော့မှမဲကိုအချိန်ချင်းဆက်ကိုရီခိုင်းတာတို့တပြင်းနဲ့မဲတွေပို့တာတို့မှအစနောက်ဆုံး voting machine ကိုယ်တိုင်ကမဲတွေကိုပြောင်းနေဆိုတဲ့သက်သေနှောက်များစွာရှိတယ်ဆိုတာသိရတယ်ဆိုတော့သူတို့ပြောကြတာဒီအရာတွေအားလုံးသက်သေကို Trump team အနေနဲ့စစ်တပ်လက်ထဲကိုအပ်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်ဒီအချိန်မှာစစ်တပ်ကတိုင်းပြည်အခြေအနေကိုဝင်ရောက်ထိန်းသိမ်းထားတယ်လို့ပြောကြတာဖြစ်တယ်ဆိုတော့ဂျိုးဘိုင်ဒန်ကအမှန်တကယ်ဥပဒေပေါင်းနဲ့အညီရွေးကောက်ခံရတဲ့သမ္မတဖြစ်ပါတယ်လို့ကျမတို့ယုံကြည်တယ်ဆိုရင်ခုနကျမပြောသွားတဲ့ပုံမှန်မဟုတ်တဲ့အချက်တွေကိုအရင်ပဲထည့်သွင်းစဉ်းစားစရာဖြစ်တယ်လို့ကျမအနေငယ်တင်ပြလိုပါတယ်အရောက်တိုင်းကိုကျေးဇူးတင်ပါတယ်